စိတ်ကောင်းနှလုံးကောင်းရှိခြင်း၏အကျိုးကျေးဇူးတခါကအမရာလို့ခေါ်တဲ့ရွာလေးတွေ့ရမှာဦးလာမောင်ဆိုတဲ့ဆင်းရဲနွမ်းပါတဲ့တောင်သူလယ်သမားတစ်ယောက်ဟာဇနီးဖြစ်သူဒေါ်တီရာနဲ့အတူနေထိုင်ခဲ့ပါတယ်ဦးလာမောင်ဟာရွာမှာအဆင်းရဲဆုံးလူဖြစ်ပြီးနေစားလောက်ကန်ရတဲ့ဝင်ငွေအနေငယ်နဲ့ပဲသူတို့ရဲ့ဘဝကိုဖူလုံအောင်ရုန်းကန်နေခဲ့ရပါတယ်သူတို့ရဲ့အိမ်ကလည်းအိုဟောင်းနေတဲ့ရွှွန်အိမ်ဖြစ်လို့ပြင်ဆင်ဖို့ပိုက်ဆံမရှိတဲ့အခါဦးလာမောင်ကိုယ်တိုင်ပြင်လိုက်ပြိုကျသွားလိုက်ပြန်ပြင်လိုက်နဲ့နှစ်စဉ်ရုန်းကန်နေခဲ့ရပါတယ်ဒီလိုဆင်းရဲနွမ်းပါတဲ့အတွက်ရွာသားတွေကသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြပါဘူးဟဲ့နေဒီနေ့ရေလာခက်ပြန်ပြီလားနင်းရေအိုးကိုအရင်ဖြည့်ဖို့မကြိုးစားနဲ့ငါတို့ရေအိုးတွေကိုအရင်ဖြည့်ပြီးငါတို့သွားမှနေခက်ချင်လို့ခက်ဟုအော်ဟစ်လေတယ်ဒေါ်တီရာဟာဘာမှပြန်မပြောဘဲတိတ်ဆိတ်စွာနားထောင်ပြီးရွာသူတွေအားလုံးထွက်ခွာသွားမှဝမ်းနည်းစွာရေအိုးကိုဖြည့်ကအိမ်ပြန်ခဲ့ပါတယ်ဒေါ်တီရာကယောက်ျားကျမတို့ရဲ့အပြစ်ကဘာများလဲရှင်ဒီရွာသားတွေကကျမတို့ကိုဘာလို့ဒီလိုဆက်ဆံနေကြတာလဲဆင်းရဲတာကရာဇဝတ်မှုကျူးလွန်နေတာလားကျမတို့ဘယ်သူမှဒုက္ခမပေးခဲ့ဘူးပါဘူးဟုပြောလေတယ်ထိုအခါဦးလမောင်ကမတ်တီရာမင်းဘာလို့စိတ်ပူနေတာလဲငါရှိပါတယ်ဒီနေ့ကြာရင်ဒီရွာသားတွေငါတို့ကိုတွေ့ဖို့တောင်းတလာတာမင်းမြင်ရပါလိမ့်မယ်လူတွေကငါတို့ကိုလေးစားတဲ့နေ့ရောက်လာမှသိကြပါတယ်ဟုဦးလမောင်ဟာရိုးသားပြီးကြိုးစားရုံသာမကဘသူကမှမလိမ်ညာတတ်တဲ့စိတ်ကောင်းနှလုံးကောင်းရှိသူတယောက်ပါမိုးရင်းကာလရောက်ရှိလာပြီးတညလုံးမိုးသည်ထန်စွာရွာကလေပြင်းမုန်တိုင်းမှာတိုက်ခတ်လာပါတယ်ရွှွန်အိမ်ဖြစ်တဲ့ဦးလမောင်တို့အိမ်အခြေအနေကတော့အရန်ကိုဆိုးရွားလာပါတယ်မတိရာအပြင်မှာလေမုန်တိုင်းနဲ့အတူမိုးတွေအရန်ရွာနေတယ်ငါတို့အိမ်ခေါင်မိုးကတော့ပြိုတော့မယ်ထင်တယ်မင်းပြောသလိုပဲအရေးကြီးတဲ့ပစ္စည်းတွေကိုအိတ်ထဲထုတ်ပြီးမင်းရဲ့အကိုဦးတီဟာအိမ်ကိုတွားထားကြရအောင်သူတို့ဇနီးမောင်နှံဟာပစ္စည်းချို့ကိုအိတ်ထဲထည့်ထုတ်ပို့ပြီးအနီးနားကကွန်ကရစ်အိမ်နဲ့နေထိုင်တဲ့တီရာအကိုအိမ်ကိုတွားခဲ့ကြပါတယ်အကိုဟေးအကိုတကားဖွင့်မအောင်ကျွန်တော်အကူကြီးလိုနေလို့ပါဘာဖြစ်တာလဲဒီလိုမိုးတဲ့ထဲမှာဘာလို့ရောက်လာရတာလဲအကိုကျွန်တော်အိမ်အခြေအနေကိုအကိုသိပါတယ်ကျွန်တော်ရဲ့အရေးကြီးတဲ့ပစ္စည်းလေးတွေရေမဆိုးအောင်ခဏလေးအကိုအိမ်မှာထားခွင့်ပြုပါမင်းပစ္စည်းတွေငါ့အိမ်မှာထားဖို့လားမဖြစ်နိုင်ဘူးငါမိမကစူလိုက်မယ်မင်းတို့လည်းကိုယ့်အိမ်မှာပဲသွားနေကြတော့မတ်တီတာရဲ့အကိုရင်ကဒေါသတကြီးနဲ့တကားပိတ်ပြီးအိမ်ထဲဝင်သွားခဲ့ပါတယ်ဦးလာမောင်နဲ့ဒေါ်တီတာတို့ဟာဝမ်းနည်းစွာနဲ့အိမ်ကိုပြန်လာပြီးပစ္စည်းတွေကိုကာကွယ်ဖို့အတွက်တညလုံးအိမ်ဖဲဆောင်ကြည့်ခဲ့ရပါတယ်ဒီလိုနဲ့လာပေါင်းများစွာကုန်လွန်သွားခဲ့ပြီးဦးလာမောင်တို့ရွာမှာတစ်ပတ်ကြာဈေးပွဲတော်တစ်ခုကျင်းပခဲ့ပါတယ်မြို့ကစီးပွားရေးသမားတွေပါလာရောက်ခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲလုပ်ငန်းရှင်တဦးရဲ့ကားဟာရွာထဲကိုမောင်းဝင်လာတော့ရုတ်တရက်မိုးသည်ထန်စွာရွာလာတဲ့အတွက်ကားကရွှွန်ထဲမှာနစ်နေပါတော့တယ်ထိုအခါလုပ်ငန်းရှင်ကကားကိုရွှွန်နွန်ထဲကနေမောင်းထုတ်ဖို့စွမ်းကုန်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီချိန်မှငါကားကနေရသလားဒီလောက်မိုးသည်နေတာကိုဟုပြောဆိုကညှဉ်းညူနေခြင်းနီးနားကရွာသားတချို့ဖြတ်သွားတော့လုပ်ငန်းရှင်ကအကူအညီတောင်းခဲ့ပါတယ်ညီကိုတို့နားထောင်မအောင်ကျွန်တော်ကားကရွှွန်ထဲမှာနစ်နေလို့ကူညီပြီးဆွဲထုတ်ပေးနိုင်မလားကျေးဇူးပြုပြီးကူညီပေးပါဟုပြောတော့လဲရွာသားများကဒီလောက်မိုးသည်နေတာကိုဘယ်လိုလုပ်ကူညီနိုင်မှာလဲမတက်နိုင်ဘူးခင်ဗျားတခြားလူသားသွားရှာပါကျွန်တော်တို့သွားပြီဆိုကရွာသားအားလုံးကအကူအညီပေးဖို့ညှင်းဆန်ကထွက်ခွာသွားခဲ့ကြပါတယ်ဦးလာမောင်ဟာအလုရှာရာကနေစိတ်ပြက်အားငယ်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရွှွန်နွန်နဲ့နစ်နေတဲ့ကားနဲ့အကူအညီတောင်းနေတဲ့လုပ်ငန်းရှင်ကိုမြင်လိုက်ရပါတယ်ထိုအခါဦးလာမောင်ကဆရာကျွန်တော်ခင်ဗျားကားကိုဆွဲထုတ်ဖို့ကူညီပေးရမလားဟုမေးတဲ့အခါလုပ်ငန်းရှင်ကအေးငါအကူအညီတောင်းနေတာကြာပြီဘယ်သူမှမကူညီချင်ကြဘူးဟုပြောလေတယ်ဦးလာမောင်ဟာလုပ်ငန်းရှင်ကိုကားထဲကနေမောင်းခိုင်းပြီးသူကိုယ်တိုင်နောက်ကနေတွန်းထုတ်ပေးလိုက်ပါတယ်ခဏကြာမှာပဲကားဟာရွှွန်နွန်ထဲကနေထွက်လာခဲ့ပါတယ်ထိုအခါလုပ်ငန်းရှင်ကညီလေးမင်းကဘယ်သူလဲငါနာမည်ကဦးမြပါမြို့မှာစီးပွားရေးလုပ်တယ်မင်းကအရန်ကောင်းတဲ့သူပဲဘယ်သူမှငါ့ကိုမကူညီခဲ့ပေမဲ့မင်းကငါ့ကိုကူညီခဲ့တယ်မင်းကိုလိုက်ဖို့ပြစေဟုပြောလေတယ်ဦးလာမောင်ဟာသူ့အိမ်ကရွှွန်အိမ်ဟောင်းဖြစ်နေတာကြောင့်ငင်းခဲ့ပေမဲ့လုပ်ငန်းရှင်ကအတင်းကျပ်ခေါ်လာတာကြောင့်နှစ်ဦးသားဦးလာမောင်တို့အိမ်ကိုရောက်လာခဲ့ကြပါတယ်ဦးလာမောင်ကတီတာဟေးတီတာဆရာလာလေတယ်မင်းအထဲကနေတစ်ခုခုယူလာပြီးအခန့်လိုက်ပါအောင်ဟုပြောလေတယ်လုပ်ငန်းရှင်ဦးမြဟာဦးလာမောင်ရဲ့အိမ်ဟောင်းကိုမြင်တော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒေါ်တီတာကတော့သူတို့မှကြံတာဒါပဲရှိတော့တယ်ဆိုပြီးထညက်ခဲနှစ်ခုကိုပကံနဲ့ထည့်ကယူလာခဲ့ပါတယ်ဦးလာမောင်ခမရလှုပ်ရှားနေတာမရသေးဘူးဆိုခမရသဘောတူမယ်ဆိုရင်ကျွန်တော်ခမရကိုအလုပ်ပေးနိုင်တယ်ဆရာတကယ်ပေးမှလားကျွန်တော်ကိုအလုပ်တကယ်ပေးမှလားဟုတ်တယ်ငါမျိုးမှာစူးစမ်းပြီးရိုးသားတဲ့သူကိုရှာနေတာမင်းကိုကြည့်ရတာဒီအချင်းနှစ်ခုစလုံးရှိတယ်မင်းငါနဲ့တူမျိုးကိုလိုက်ခဲ့ငါမင်းကိုအိမ်တစ်လုံးလဲဝယ်ပေးမယ်ဟုပြောလေတယ်ဦးလာမောင်နဲ့ဒေါ်တီတာတို့ကရန်ဝမ်းသာသွားပြီးရွာထဲကလူတွေကိုပြောပြခဲ့ပေမဲ့ရွာသားတွေကမယုံကြည်ခဲ့ကြပါဘူးရက်နှဲငယ်ကြာတော့လုပ်ငန်းရှင်ဟာကားနဲ့ဦးလာမောင်တို့အိမ်ကိုပြန်လာပြီးသူတို့ကိုမြို့ကိုခေါ်သွားခဲ့ပါတယ်လုပ်ငန်းရှင်ဟာဦးလာမောင်ကိုမြို့မှာကောင်းမွန်တဲ့အိမ်တစ်လုံးနဲ့လစာကောင်းကောင်းရတဲ့အလုပ်တစ်ခုကိုပေးခဲ့ပါတယ်ဦးလာမောင်ရဲ့ရိုးသားမှုနဲ့စူးစမ်းအားထုတ်မှုကြောင့်စီးပွားရေးလည်းအောင်မြင်ပြီးငွေကြေးအမြောက်အများရရှိလာပါတော့တယ်
ချိန်ကြာလာတော့ရွာသားတွေဟာဦးလာမောင်တို့ကိုကြည့်ဖို့မြို့ကိုရောက်လာခဲ့ကြပါတယ်။အရင်ကပစ္စည်းလေးတောင်ထားခွင့်မပေးခဲ့တဲ့ဦးတီဟာကအခုတော့ဦးလာမောင်ကိုအကိုလို့အချိန်ချင်းခေါ်ပြီးချိုးတာနေပါတော့တယ်။ဦးလာမောင်ဟာရိုးသားမှုနဲ့စူးစမ်းအထောက်မှုကြောင့်ဘဝမှာအရာရာကိုအောင်မြင်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒီပုံမြင်ကနေသင်ခန်းစာယူစရာကတော့လူတစ်ယောက်ဟာဆင်းရဲပေမဲ့ရိုးသားမှုနဲ့စိတ်ကောင်းနှလုံးကောင်းရှိရင်သူတို့ဘဝတိုးတက်ဖို့အတွက်ကုညီမဲ့သူတွေပေါ်လာမယ်ဆိုတာအမှန်အကန်ပဲဖြစ်ပါတယ်။